Nó trên sông chỉ gồng mong nó nhị trông sao ao lê bên ly gà cha cha lê Nó trên sông chỉ gồng mong nó nhị trông sao ao lê bên ly gà cha cha lê Mong từng nghe trên đuế lâu mình xa rê Xin mong la ye Nó rong cha chong đe quê Mong từng nghe trên đuế lâu mình xa rê Xin mong la ye Nó rong cha chong đe quê Khi toàn cha rõ mi ra bòa bà lô lô ye Xin đế phô lại nê mi đế Khi toàn cha rõ mi ra bòa bà lô lô ye Xin đế phô lại nê mi đế Chà mà rủ xuê la bố ye Đàm chí đế bà mong ye Thuya brí lê xuê lộ Xuê xa yên cô ở sao tỏa lộ Lê ရွှေဆိုင်ရန်ကနည်းနည်းတာဝန်ကြီးတယ်မသိလားညီမလေးကဖတ်ပြခြင်းလဲဆိုတာကသူကအဲ့ဖျားပွဲအကြောင်းလေးကိုလေရေးလိုက်သရှင်နေဆိုပြလိုက်သရှင်က3ပုတ်တောင်ပဲ3ပုတ်မှာသူကအခုညီမလေးစုထားတဲ့သရှင်ကကျတော့နည်းနည်းခက်ပဲရောက်တယ်လေပြီးရင်ဟိုကခြေစင်းစွာနဲ့တွဲထားတဲ့အဲ့နန်းတော်ရှိဆရာတင်ရေးထားတဲ့တပုတ်ကကျတော့ဆိုတော့စူကြည့်နေရမရသေးဘူးပြီးတပုတ်ကကျတော့ရှာလို့ကိုမတွေ့ရလုံးဝအဲ့ဒါရှိကြတယ်အဲ့တော့ညီမလေးကနည်းနည်းတော့ကြော်အောင်မှာကြော်ဖတ်ရမယ်တဘောပါတယ်အဲ့ဟာလုံးဝရှာမတွေ့ဆိုတော့ဒီတိုင်းကြီးဖတ်ပြလို့လည်းစင်မပြေဘူးဆိုတော့လေမင်္ဂလာပါရှင်ဆရာမကြီးလူလူတော်မာဤစန္ဒပွဲစည်းတဲ့နေ့ကျမတို့အညာဆိုတဲ့စာအုပ်ထဲကရွှေစာရန်ဆိုတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်ရှင်ရွှေစာရန်ဆိုတာကျမတို့မန္တလေးမြို့ရဲ့အရှေ့တောင်ဘက်မိုင်20အကွာလောက်မှာရှိတဲ့ရှမ်းမိဖုရားစောမွန်လာရဲ့ရွှေစာရန်ဖရားပါတထုံရွှေစာရန်မဟုတ်ပါဘူးအေယာဝတီမြစ်ရဲ့ဒုတိယအကြီးဆုံးမြစ်လက်တက်မြစ်ငယ်လို့ခေါ်တဲ့ဒုဌဝတီမြစ်နှစ်ဖူးနရောင်းကြချောင်းနဲ့မနီမီဝေးမှာတည်ထားတဲ့ဖရားပါကျမနဲ့ဦးလာကိုစာရေးဆရာမင်းနွယ်ကလဲကိုင်းကကျောင်းတော်ရဖရားကိုလိုက်ပို့တော့မက်အမတတိထားမိရဲ့လားမန္တလေးကရွှေဆိုင်ရန်ဖရားဟာမြန်မာနိုင်ငံမှာဆဲလဲအများဆုံးစီရီဖြစ်တယ်ကျွန်တော်တို့လဲကိုင်းကျောင်းတော်ရစီရီကတော့ဇရက်အများဆုံးစီရီဖြစ်တယ်တဲ့မင်းနွယ်ပြောတဲ့အတိုင်းကျောင်းတော်ရဖရားကလည်းဇရက်တွေကများမများကိုဖရားကုန်းတော်ကြီးရဲ့ခြေရင်းကိုဝိုက်ပတ်ပြီးအသားဇရက်တန်းအုပ်ဇရက်တွေစောက်ထားလိုက်တာတပတ်အပြည့်ပြီးတော့အဲ့ဒီအပြင်ဇရက်တန်းတစ်ခုကမျက်နှာချင်းဆိုင်ပြီးတပတ်ပတ်တိဆောက်ထားလိုက်သေးတယ်။ရွှေဆံရန်ဖရားကလည်းဆရာမင်းတွေပြောမှသတိထားကြည့်မိတယ်။ဆဲလဲတွေကိုစေတီတော်မှာတန်ခွေ9ခွေရစ်ပြီးဆွဲထားတာပါကလား။ဘယ်နှလုံးရဲ့လို့ရှေ့ဖို့တောင်မလွဲလာဘူးလေ။ဆရာကြီးရွှေဦးတောင်ကသူတသက်တာမှတ်တမ်းမှာသူငယ်ငယ်ကရွှေဆံရန်ဖရားပွဲကိုလှဲနဲ့တွားခဲ့ရတဲ့အကြောင်းရှိထားလိုက်တာ။သူစာဖတ်သူတွေအားလုံးသူနဲ့အတူရွှေစရံပွဲကိုလှည့်စီးလိုက်ခဲ့ရတယ်လို့ပဲခန်းစားရတယ်။သူငယ်ငယ်ကဆိုတာ1905ခုနှစ်ကပါ။သူ15နှစ်သားလောက်ကသွားခဲ့တဲ့ရွှေစရံပွဲတယ်လေ။ပွဲမှာစားဖို့အိမ်မှာတစ်နေ့လုံးချက်ပြုတ်ကြော်လို့ပြီးတပေါင်းလားပြည့်ကျော်9ရက်နေ့ည9နာရီလအထွက်မှာရက်ထဲရလဲတွေနဲ့တပြောတစ်ပါးကြီးထွက်ခဲ့ကြတာ။မြို့ပြင်ရောက်လို့အောင်ပင်လဲကံမောင်းယူလှဲရန်ကြီးမောင်းနေကြတဲ့အခါလာကလည်းတသားမို့တချင်းတကြော်ကြော်နဲ့ကံရိုးပေါ်မှာနွားပန်းလဲတသားအောင်အညောင်းပြေအောင်စင်လန်းလျှောက်ကြတာရွှေစရံမရောက်ခင်မုံတော်ဝင်တော့စင်ရိုင်းဤရုံကြီးတွေတွေ့လို့ကြောက်ကြရတာမိုးစင်စင်လင်းမှရွှေစရံရောက်ပြီးတရက်ချန်ကြီးတွေတဲ့လဲစခန်းချကြတာပွဲမှာ2နေ့နဲ့2ညနေပြီးနောက်မနေ့မှပြန်ခဲ့ကြတာဟိုလွန်ခဲ့တဲ့85နှစ်ကဖျားပွဲသွားကြပုံကိုရေးပြထားပါတယ်။ဆရာကြီးရဲ့ရွှေစရံဖျားပွဲအကြောင်းကိုကျမလည်းကျမတို့ငယ်ငယ်ကနှစ်စဉ်သွားခဲ့တဲ့ရွှေစရံပွဲနဲ့မနေ့ကနေ့ကသွားခဲ့ရတဲ့ရွှေစရံပွဲအကြောင်းကိုစောင်းပါရေးခြင်းစိတ်ပေါက်နေမိတယ်။ကျမတို့ခေရောက်တော့ရွှေစရံပွဲကိုလှဲနဲ့မသွားကြတော့ဘူးလေ။ကားနဲ့သွားတဲ့ကားကိတ်ကိုရောက်နေပြီပေါ့။ကျမနဲ့ဆရာကြီးကအသက်26နှစ်กว่าလေတော့နှစ်30 40အတွင်းခေတ်ကတော်တော်ပြောင်းသွားပြီပေါ့
နိုဝီမဲရွှေစရံပွဲကိုလှဲတွေနဲ့တွားကြတဲ့ခေးရဲ့အငွေအသက်ကတော့ကျမတို့ငငယ်ကအထိကြီးကျယ်ကျက်နေသေးတာပဲကျက်မှာပေါ့မင်းသမီးများချေချင်းမငွေမြိုင်တီဆိုတဲ့ရွှေစရံတခြင်းကတိတ်ပြီးလူကြိုက်များတာကိုဟိုခေတ်ကရေဒီယိုတွေကက်ဆက်ခွေတွေကမပေါ်သေးတော့တခြင်းတစ်ပုတ်လူကြိုက်များလို့ခေတ်စားရင်လူတွေရဲ့ပါဇက်ထဲမှာအကြာကြီးဆွဲနေတယ်လေမငွေမြိုင်ဆိုတဲ့ရွှေစရံတခြင်းကိုကျမတို့များဆိုရင်တခြင်းချေကစင်းကအစရလို့နေပါတယ်မရပဲလဲမခံနိုင်ဘူးကျမတို့အိမ်မကနေ့အချိန်ဆိုရင်စလိတ်သမားလို့ခေါ်တဲ့အလုတ်သမားမျိုးသမီးတွေတချောချောဆိုတန်ကြားနေရတာညအချိန်ဆိုရင်လဲအိမ်ဘေးကဘုံပန်းရီဖက်နှက်လုတ်တဲ့အိမ်ကဖက်နှက်ထိုးတဲ့အလုတ်သမားတွေတီဆိုတန်ကိုကြားနေရတာကိုဒါကြောင့်အကြောင်းစပေါ်အခြေခံနေတဲ့သူမို့တပေါင်းလောက်ခေါ်ရွှေစရံပွဲကိုလာဖေမြန်ခဲ့ပါလို့ခေါ်လဲရှင်ချမင်းတို့ကဲနဲ့ဟင်းအုပ်ကလေးပါပျော့ပျော့တူးလို့ပေါ်တော်မူစိန်ရီဖျားမှာနာကြဆိုရှင်ဟန်တမျိုးတက်စင်ကယခုအနေနဲ့ပေါင်းချင်းလို့တဲ့ကံရိုးနှစ်စင်မှာစုရီတောင်းပြီးတော့မြင်မြန်မောင်းမဲပဆက်နေရသည့်အချိန်တွင်တည့်မဟာသီတခွင်ကြကားမှအညောင်းပြေစင်ကဲလို့လေလမ်းလျှောက်ခြင်းဆိုတဲ့ခြေစင်းမှာကိုပဲရွှေစရံဖျားပွဲအကြောင်းကအပြည့်အစုံပါနေပြီလေဒီတခြင်းကိုနန်းတော်ရှိဆရာတင်ကမငွေမြိုင်အတွက်ရေးပေးတာမငွေမြိုင်ကအခြားမင်းသမီးနဲ့မတူဘူးတခြင်းခြေစင်းအဆိုတိတ်ကောင်းနေဒါကြောင့်သူ့အတွက်တခြင်းဆိုရင်ခြေစင်းကိုချစ်ရှိဆက်ပေးရတဲ့ကျမတို့ကဒီခြေစင်းတာမကတခြင်းတစ်ပုတ်လုံးလဲရကြတာပဲကရန်ခုံနန်းကစားမယ်ဟေးဆိုပြီးထမိန်ကြားခါမှာတုံးနှချောင်းထိုးအပေါ်အင်ကြီးစားကလေးတုပ်ပေါ်တင်းပြီးခရောင်အင်ကြီးနဲ့မင်းသမီးလေးအထင်နဲ့တငိမ့်ငိမ့်ကားတဲ့အခါတွေမှာလဲရွှေစရံကိုတာပင်တွားချင်းလုံးလို့တကယ်ပင်ပို့ပါရှင်တို့ရတွင်ပြုတ်မှာပင်ဖျားဆူးစိတ်ငိုမှာပင်တမင်းပို့ပါရှင်ပြုတ်မှာပင်ပို့ပါရှင်သူ့တခြင်းတွေကိုတကြော်ကြော်စိုးနေရတော့တပေါင်းလာရောက်ခံနေရင်ရွှေစရံသွားခြင်းစိတ်ကဝင်းလာတယ်လို့ပဲဒါပေမဲ့မိုင်း20ဝေးတဲ့ရွှေစရံကိုမော်တော်ကားတွေပေါ်လာပြီးဆိုတော့ကားလမ်းနဲ့လဲတွားလို့ရတတ်မဟုတ်လားမန္တလေးပြည်ဦးလင်ကားလမ်းအတိုင်းအုံကျော်အထိ16မိုင်ကားနဲ့လာခဲ့ရောလမ်းကြီးကကတ္တရာလမ်းမို့ဖြူလို့အေလန်းအတိုင်းမြို့အရှိတဲ့ကိုထွက်လာရင်မြို့အထွက်မှာတီဝေါမင်းကောင်းမှုမြန်းအောင်ရတနာစီရီဝါကင်းကုန်းဖျားလွန်ရင်ကံကောက်ရွာကလွန်တော့အောင်ပင်လဲကံပေါင်ယူဘော်ကကံတွင်နက်စင်ပြီးတော့ပေါ်တော်မူကဘူတက်ကုန်းတံမရောမန္တလေးတူးမြောင်းစတာတွေကိုကားပေါ်ကလှစ်ကနေဖြတ်တန်းသွားတာပဲအုံကျော်ရောက်တဲ့အခါမှမုံတော်လမ်းခွဲကိုဖဲ့ဆင်းရတာအဲ့ဒီလမ်းခွဲကတော့3မိုင်ပဲဝေးပါတယ်ဒါပေမဲ့အရှင်ကတော့ရိုးကြောက်လန့်မှုပွဲတော်ရဲ့ကားတောက်ကလာများတဲ့အခါဖုံးတစ်လုံးလုံးနဲ့ပွဲကင်းလဲရောက်ရောကားစီးသူတွေအားလုံးမြောက်ဖြူတွေဖြစ်ကုန်ကြရောရွှေစရံဟာကားခေတ်မှာအနီးကလေးမှုတချို့ကမော်တော်ဆိုင်ကယ်နဲ့တချို့ကစပိန်နဲ့တောင်သွားကြပါတယ်ဒါကြောင့်ပန်ဒရာမိခင်ဩဘာတောင်တီဆိုပြီးနန်းတော်ရှိဆရာတင်ရေးပေးတဲ့တခြင်းတစ်ပုဒ်ရှိပါတယ်ဒီတခြင်းတွေတော်တော်ဟောင်းသွားပြန်တော့ရွာသားစိတ်တင်ဟန်ကမင်းသမီးညိုဆန်းဆိုဖို့ရွှေစရံတတိယတခြင်းတစ်ပုဒ်ရေးပေးပြန်ပါရောသူတခြင်းလဲလူကြိုက်များတာပဲမောင်ရင်အောင်ရဲ့90စားတာလိမ့်မယ်ဆိုတဲ့ပြဆက်ထဲမှာဒီတခြင်းပါတယ်နွားကျန်ဆုံးချီကုန်မောင်းတော့မြေတုံဆောင်အောင်လဲပင်ကလေးကချာလဲနွားကျန်ဆုံးချီကုန်မောင်းတော့မြေတုံဆောင်အောင်လဲပင်ကလေးကချာလဲမောင်တငယ်ချင်းတွေအလုံးမင်းစားတဲ့ရှင်မွန်လှရဲ့နှောင်းချချောင်းတဲ့ဝဲမောင်တငယ်ချင်းတွေအလုံးမင်းစားတဲ့ရှင်မွန်လှရဲ့နှောင်းချချောင်းတဲ့ဝဲခီးသွားကြတော့သမီးစားဘွားဘာလို့ရဲ့ရှင်တဲ့ဖိုးလိုက်နေမိတယ်ခီးသွားကြတော့သမီးစားဘွားဘာလို့ရဲ့
ရှင်တဲ့ဖိုးလိုက်နေမိတယ်ကျမတို့ရွှေလှဖို့ရဲ့အသက်မကြီးသေးပါမောင်ရဲ့တရပရီလေးဆွဲလို့ရွှေစာရန်ကိုအရောက်သွားလို့လေဒီသချင်းထဲမှာပါတဲ့တရပရီဟာဟိုးရုံကတော့ရွှေစရန်ပွဲရဲ့တင်ဂီတပဲဒီပွဲမှာပဲထရွက်ပရီရောင်းတယ်ပွဲပြန်တွေမှတ်ရင်ထရွက်ပရီဆွဲပြီးတော့ပြန်ကြတာပဲခုတော့ဒီလိုမဟုတ်တော့ဘူးထရွက်ပရီဟာအညာဖျားပွဲတိုင်းရောင်းတဲ့ပစ္စည်းဖြစ်နေပါပြီထရွက်ပရီဆိုတာထရွက်ကလေးတွေကိုခောက်ထားတာပြီးတော့ဆေးဆိုးပြီးပရီလို့တည်ပေးထားတဲ့ဆေးရောင်စုံပရီလေးတွေပါကျေးလက်မှုပညာကလေးတွေပေါ့ဒီပရီလို့တဲ့ရွာတရွာတက်တက်ရှိပါတယ်ကျောက်ဆယ်ရဲ့အနောက်ဘက်4မိုင်အကွာမှာရှိတဲ့ညောင်ဝင်းရွာကဒီထွေရပရီလောက်ပါတယ်။ညောင်ဝင်းရွာနဲ့ကရက်ကတော့ဆက်သွားရွာပေါ့။ကျမကအသက်40ဝန်းကျင်လောက်ရှိတဲ့ညောင်ဝင်းရွာသားပရီတဲ့တူကိုမေးကြည့်တော့သူ့အထင်ပြောရရင်ထွေရပရီသူတို့ရွာကလှုပ်လာတာနှစ်ပေါင်း80ထက်မနည်းတော့ဘူး။ဒီအရင်ကတော့လုံမလုံသူမပြောတတ်ဘူးတဲ့။ရွှေစရန်ပွဲကတပေါင်းလပြည့်ကျော်4ရက်နေ့ကစပြီးလပြည့်ကျော်8ရက်နေ့အထိ9ရက်ပွဲပါ။ဒါပေမဲ့တပေါင်းလာပြီးလောက်ကစားပြီးပွဲကိုလူလာစားပြုပါပြီဒီပွဲမှာရောင်းချဖို့ညောင်ဝင်းရွာသားကထပ်ဘူးကိုပြတူလောက်ကစားပြီးဝဲနေနေပြီးရင်အချောက်လန်းနေနောက်ပတိစေးဖြစ်အောင်ခောက်တော့မယ်ဆိုတော့ရှည်နှစ်ပြီးလှုပ်တယ်ပတိစေးကလေးတွေဖြစ်တဲ့အချိန်ဆေးရောင်ဆုံးဆိုးပြီး6တော့ကျိုးနဲ့တည်တာပဲရှေ့စရန်ပွဲတစ်ပွဲမှာပတိအကုန်း9000ထက်မနည်းရောင်းရလေရှိတဲ့အခုတော့ထရွက်ပရီအပြင်ထရွက်ငါးနဲ့ထရွက်ရက်တောင်ထရွက်တကွန်လုံးလေးတွေလည်းလှုပ်ရောင်းလာပါပြီထရွက်ရက်တောင်လေးတွေဆိုရင်ခုထက်ပိုးပြီးကောင်းအောင်လို့ဈေးရအောင်ရောင်းရင်ရောင်းနိုင်ပါတယ်ရိုးရလက်မှုပစ္စည်းအနေနဲ့ချစ်စရာတော်တော်ကောင်းပါတယ်ထရွက်ပရီတဲ့ရောင်းတဲ့ထရွက်ငါးကလည်းချစ်စရာပါငါးမကြီးနဲ့ငါးသားပေါက်ကလေးတွေတအုပ်တမကြီးလှုပ်ထားလိုက်တာများတိတ်သဘောကျစရာကောင်းတာပါဒီအထဲမှာကော်မပါဘူးတန်မပါဘူးထရွက်ကိုငါးဖြစ်အောင်ထိုးတာပဲထက်ပဲမြင့်ဥရိုင်ကိုတမင်ရုပ်ထိုးတယ်လို့ပဲတိတ်ချစ်စရာကောင်းတဲ့ကြေးလက်ကလက်မှုပညာတရက်ပါပရီးတွေကပရီးနဲ့ရတောင်ကိုသာရွာကလှုပ်ယူခဲ့ပြီးငါးကိုတော့ပွဲကင်းရောက်မှထိုးတာပါထိုးပြီးသားငါးကတဲလာဖို့ဝင်ကျဲတာကိုထရက်ငါးတွေအပြင်ဖျားစင်မှာအလှတင်ပူဇော်ဖို့ထရက်တကွန်လုံးလဲလှုပ်ဆောင်ပါသေးတယ်ဒါလေးတွေဟာမပြောင်းမပြက်မကွယ်ပြောက်စကောင်းနဲ့ကျေးလက်ရိုးရလက်မှုပညာကလေးတွေပဲကျမတို့ခင်မှာရွှေစရန်ပွဲကကျမတို့အဖို့စိတ်ဝင်စားစရာအကောင်းဆုံးကတော့ပွဲစီတန်းရှောက်ပြီးဈေးဝယ်ရတာကိုပါပဲအဲ့ဒီပွဲမှာရှမ်းပြည်နယ်ဘက်ကလာတဲ့ဒေသထွက်ပစ္စည်းလေးတွေရောင်းချကြတာကအလွန်ဝယ်လို့ကောင်းပါတယ်တောရွာတွေကဖာတာခုဆွတ်စိုက်ပျိုးပြီးစင်းရောင်ကြတဲ့ပင်တွေတွေကလားပန်းဆိုရင်တပေါင်းလာမှာရှမ်းပြည်နယ်ကပွင့်တဲ့ပွင့်တန်အစံတူတူလေးနဲ့မှုရတဲ့လှတဲ့သစင်တစ်မျိုးပွင့်ပါတယ်ဒီသစင်ကရွှေစရန်ဖျားပွဲချိန်မှာမှပေါ်တယ်ရွှေစရန်ဖျားပွဲမှာအများကြီးလာရောက်နေဒါကြောင့်ရွှေစရန်သစင်လို့ပဲမန္တလေးကခေါ်ကြတယ်သူပွင့်တာဟာ2လက်မ2လက်မခွဲလောက်သာရှိပေမဲ့အယောင်ကစိမ့်ဝကလေးပွင့်ပုံကအဖူးကြံမရှိပဲတညီတဲ့ပွင့်နေပြီးတော့အနံ့ကတင်းတင်းလေးနဲ့တိတ်မွေးပါတယ်ဒီသစင်ကိုဥဖြိုးပြီးစရိုးမှာခွေထိုးပြီးလဲပန့်ကြတယ်အကြီးဆုံးဥတူမှာအပေါက်ကလေးတွေအတန်နဲ့ဖောက်ပြီးအခြားဥကပွင့်ကလေးတွေစိုက်ထိုးပြီးပန်းစိုက်ကလေးလှုပ်ပြီးလဲပန့်ကြတယ်ဟိုတုန်းကတော့သစင်၅ကက်ကိုအစီတစီစီးတယ်အစီ100ပါတစ်ထုံမှတစ်ချက်2ချက်ရဲ့ပါရွှေစရန်ဖျားပွဲမှာသစင်ပန်းအပြင်တစ်ခွလည်းအမျိုးမျိုးဝယ်လို့ရသေးတယ်တကယ်ကတော့တစ်ခွကိုမန္တလေးမှာစိုက်ရင်အင်မတန်ယူရနိုင်ဂယုစိုက်နိုင်ရှေလောင်းနိုင်မှရှာတာမဟုတ်ရင်စိတ်ကူးရင်နာပဲရှိတယ်ရှင်းအောင်မစိုက်တတ်ပါဘူးနို့ပေမဲ့ရွှေစရန်မှာတစ်ခွပင်အမျိုးမျိုးအပွင့်ကလေးတွေနဲ့တွေ့ရရင်မရှင်ကားမှနေရောလောလောဆယ်ဖျားတင်ရလဲနေသလားဆိုပြီးဝယ်ကြတာပဲပန်းကိုကချင်းကြီးနဲ့တချင်းဝယ်ပြကြတယ်ပန်းတယ်တွေကလည်းတန်းကြီးကိုပြီးတော့မိဖို့ကြောင့်သုံးပစ္စည်းတစ်နှစ်စာဝယ်ချင်တာကရှိသေးဥပမာစစ်သွန်ပြူဆိုပါတော့ပွဲချိန်မှာစစ်သွန်ပြူအစ်စ်ကလှိုင်းပေါ်ပြီလေခေါင်းသူခေါ်တဲ့ဥတလုံးရောဥပွားတွေရောအပုံကြီးအပုံငယ်တွေနဲ့ရောင်းနေကြတာအစ်စ်ပေမဲ့အတင်းတင်လဲ6ပြီးမှုစစ်သွန်ပြူဝယ်ကြတယ်ချင်းဝယ်ကြတယ်တန်ရတန်ချက်နဲ့အကိုက်ခဲအတွက်မိတ်တလင်လဲဝယ်ကြတယ်
ကင်မွန်တီနဲ့တယောကလည်းဝယ်လို့ကောင်းလိုက်တာကင်မွန်တီဟာတပိတ်သားမျိုးနှစ်ပိတ်သားမျိုးအိမ်သားများရင်များသလောက်ဝယ်ထားတစ်နှစ်လုံးယူပြုတ်ပြီးကောင်းလျှော်နေကြတာတယောကတော့တစ်လနှစ်လပဲခံနေထုပြီးအချောက်လန်းပြီးတော့ကြာတော့မကြည့်တော့ဘူးရွှေစရံမားမှစွနေမုံကလည်းဆက်မရောဘူးစစ်မစစ်ပေါ်လဲပေါ်တယ်အဲ့ဒါလဲအစိတ်သား90သားဝယ်ကြတာပဲမြစ်ချင်းကလည်းဝယ်ဘိုးမြစ်ချင်းကိုအချင်းတဲထားတာတွေဖွေးလို့ချင်းလို့ရွှေစရံကိုဗရစီရောင်းသူတွေကလည်းဗရစီဝယ်ဖို့လာကြသေးတယ်စနွင်ကားတို့ဇီယာကရဝေးတို့စသဖြင့်ဒေါ်ထရက်မြမဗရစီတွေဈေးပေါ်ပေါ်နဲ့အမျိုးစစ်အမျိုးမှန်ကိုကြိုက်ရရွေးဝယ်လို့ရတယ်လေကလေးကစားစရာအဖြစ်နဲ့ဘူကားကြောက်ရှိဘူးတို့ထွေရပတိတို့ကုံငင်းတောင်းနဲ့ဒိုးတို့လည်းပေါ်လိုက်တာဝဲပေါ်လေအဲ့ဒါကြောင့်ဟိုရင်တော့ကစပြီးရွှေစရံဖျားပွဲတဲ့ဆိုရင်တွားချင်လိုက်တာနှစ်တိုင်းပဲဒီနေ့ရောက်ခဲ့တော့အုံကျော်3မိုင်လမ်းခွဲကိုကြောက်နဲ့ကတ္တရာခင်းထားပြီးမို့အရင်လိုဖုံတစ်ထောင်ထောင်ထားတော့လို့ပိုကောင်းပါတယ်ဒါပေမဲ့ဈေးဝယ်ရတာရှေးကလို့မပေါ်တော့မပြောရဘူးပေါ့ရွှေစရံကလည်းပင်လယ်ကြီးတွေကကျုံငယ်ကလေးမှမဟုတ်တာအားလုံးနဲ့တစ်ဆက်တည်းတစ်ပြက်နဲ့ဟုတ်လားသူများဈေးတက်ရင်သူလည်းတက်ရမှာပေါ့မဟုတ်ရင်သူတို့ခမညာဘက်နဲ့လှုပ်စားကြရမှာလေတချို့ဈေးများမန္တလေးထက်တောင်များသေးကြီးသေးတယ်ကျမတို့ဈေးဝယ်တွေကမန္တလေးထက်တောင်ရှားသေးတယ်လို့ပြောတော့ဈေးတွေကကားကဈေးကြီးလွန်းလို့ပါတဲ့ရွှေစရံဖျားပွဲကိုဒီခေတ်မှာမန္တလေးရဟန်းပြိုပွဲကကြီးကျယ်ကျင်းပပါတယ်ရဟန်းပြိုအဖွဲ့ကြီးစောင့်ရှောက်ခဲ့တာ1312ခုနှစ်ကဆိုတော့အခုဆိုရင်နှစ်ပေါင်း40ရှိပြီပေါ့ဒီအရင်ကတော့ရသေးကြီးဥခန့်တီကကြီးမိုးကျင်းပါတာပဲဥခန့်တီပြုပြင်မွမ်းမံထားတာတွေလည်းအထင်ကြရပါရသေးကြီးအုပ်ချုပ်ခဲ့တာကြီးနှစ်ပေါင်း40ကြာခဲ့တဲ့ရွှေစရံဖျားရဲ့တမိုင်းနဲ့ပတ်သက်လို့ဇက်ကကြားတဲ့ဝတ္ထုအကြောင်းကလေးရှိတာကိုကလူတွေအဖို့ဒီဖျားပေါ်တန်ရောစင်ဖြစ်ရတဲ့အကြောင်းရင်းဖြစ်တန်ရပါတယ်ရှမ်းပြည်ဖျားလေးစောမွန်လာခေါ်တဲ့ရှင်မွန်လာရဲ့တမိုင်းကမှန်နှန်းရာဇဝင်ထဲမှာလည်းပါတယ်မဟာမူနီတဲ့တင်ထားတဲ့ဘိုးတော်ဖျားကြီးထိုးတဲ့ကြောက်စာမှာလည်းပါတယ်အဲ့ဒီတော့ရှမ်းပြည်နယ်အဆက်မှာတည်ရှိတဲ့ဒီဖျားကရမ်းစရာကောင်းတဲ့ဖျားတစုပေါ့ပြင်းဦးလင်တက်သွားတဲ့အခါရှုခင်းသာကနေကြည်လိုက်ရင်ဒုထဝရီမြစ်ဘေးကဖျားဖွေးဖွေးကတိုင်းပြူပြည်ပြူမင်းတစ်ပါးပင်ဖြစ်လင်ကစားမိဖုရားတစ်ပါးနဲ့ပတ်သက်ပြီးခြေကွဲစရာဖြစ်ရတဲ့တစ်ခုကိုဖော်ပြနေတယ်လို့ပဲရွှေစရံဖျားကြီးရဲ့အနောက်ဘက်မှာရှေးဟောင်းကူဖျားကြီးနှစ်ဆူရှိပါတယ်အဲ့ဒီအထဲမှာနန်းရံစေးရေးပကြီးတွေရှိလို့ရှေးဟောင်းဖျားလို့ဒေသခံတွေကခေါ်ကြတာပဲဖျားတကဥကလာကြီးကမုံတော်သားတဲ့ဖျားတကဖြစ်လာရတဲ့အကြောင်းကတဏ္ဍာကြီးကတော့ဥကလာအိမ်ကိုတနေ့တော့ရှမ်းကုန်တယ်တွေလာတဲ့ပြီးပစ္စည်းတွေအပ်ထားခဲ့တဲ့ဒီပစ္စည်းတွေအပ်ခဲ့တယ်ဆိုပေမဲ့တစ်နေ့လဲလာမယူတစ်လလဲလာမယူတစ်နှစ်လဲလာမယူတိတ်ကြနေရောတဲ့ဒါနဲ့ကြာအားကြီးတော့ဥကလာကြီးကဘာတွေများအပ်ထားပါလဲလို့ဖွင့်ကြည့်တဲ့အခါငွေတွေဖြစ်နေတဲ့ဒါကြောင့်သူတို့ငွေတွေကိုဥကလာကြီးကဆက်ပြီးသိမ်းဆည်းရင်လာယူနိုးမျောတဲ့ကြာလုံးမကကြားပြီးမလာတဲ့အခါတော့တေချာကြပြီးထင်ရဲ့ဆိုပြီးအခုလိုဖျားတဲ့ပြီးလှူပစ်လိုက်ပြီးသူတို့ကိုလည်းတေလို့သာမလာကြတော့တာဖြစ်မှာပဲလို့အမြတမ်းပေးဝေလိုက်တဲ့ဒီဖျားမှာဥကလာမြင့်စာများလည်းရှိတယ်အဲ့ဒါအမရပူရာခေတ်ကအဖြစ်ပြက်ပါခေါင်းလောင်းစာလည်းရှိပါတယ်ခေါင်းလောင်းစာကတော့လေကိုင်းမြို့စာရဲ့အလူမှတ်တမ်းပါရွှေစရံဖျားဘူးလာသူများကမော်တော်နဲ့စုံပြီးနေကယုံဖျားကိုလည်းဖျားဘူးသွားကြသေးတယ်ကျမတို့ငယ်ငယ်ကတော့ဒုတိယသားဖိုးတန်ချောင်းနှုတ်ဆုအရွယ်မှာကလေးပွေးပြီးနေကယုံဖျားငှက်နေသွားကြတာမရောက်ဘူးလို့လိုက်တာဖြစ်လေတော့ဘလောက်ဝေမှန်းမသိဘူးအနီးကလေးထင်တာထက်ပိုဝေးနေပြီးနေကတအားပူတော့ထီရဲ့ဥကကလေးငယ်ကအိုက်တော့ရင်ငက်တော့ငိုးရောရေဘူးလဲပါခဲ့တာမဟုတ်တော့မြည်ရည်တွေခက်တိုက်မိခဲ့တာပေါ့အိမ်ရောက်တော့ကလေးကဝမ်းတွေလျှော်လိုက်တာကန်ကြီးလို့ဒုက္ခမဖြစ်တာဦးလာကအတူပါတာမဟုတ်ဘူးအဲ့ဒီလိုကြောင့်ကလေးဝမ်းပြတ်တာသိရင်ကျမကိုအပြစ်တင်လို့ဆုံးမှာမဟုတ်ဘူးနေကယုံဖျားသွားတော့လမ်းမှာဝင်းကဆိုတဲ့ရွာကိုတွေ့တယ်ဒီရွာမှာလဲရှေးအင်္ဂရိလက်ရာတွေအလွန်ကောင်းတဲ့ကန်တွေအုတ်တိုက်အပြက်တွေရှိတယ်ဘယ်ခေတ်ကဘလို့ရဲလို့မပြောတတ်ဘူးဆရာကြီးရွှေဦးတောင်တို့လူငယ်ဘွားကတွေ့ခဲ့တဲ့တော်ကြီးတွေတရက်ချန်ကြီးတွေကိုစိတ်ကမှန်းပြီးရှာကြည့်တော့ဘာတော့ဘာချမ်းမှမရှိတော့ပါကလားလမ်းရဲ့အရှိတ်ဘက်မှာဆိုရင်တောင်ကြီးအထိအလုံးရှင်းနေပြီးလမ်းရဲ့အနောက်ဘက်မှာလည်းရဲစခန်းကြီးကိုပဲတွေ့ရတော့တယ်
ဆရာကြီးတို့လဲဝိုင်းကြီးတွေချရန်ရတဲ့တရက်ချန်ကြီးတွေနေရာမှာတော့ကားတစ်စီး15ချက်ပေးပြီးရက်နာကြဖို့မြေကွက်လက်ကြီးလှုပ်ပေးထားလို့ကားတွေအစီးပေါင်းများစွာရက်နာထားတာကိုတွေ့ခဲ့ရပါတယ်။စပယ်ဖြူမဂ္ဂဇင်းအမှတ်62 1992ခုဇန်နဝါရီလပြီးပါပြီရှင်။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။